ဘယ်လောက်ပဲခင်မင်းနေပါစေဒီလိုစကားတွေကိုလုံးဝမပြောသင့်ဘူးနံပါတ်1နင်မရှိလဲငါအစင်ပြေတယ်ဆိုတဲ့စကားကလူတစ်ယောက်ရဲ့စိတ်ကိုနာကျင်စေတတ်တယ်နံပါတ်2နင်ကဘာမှမလုပ်တတ်ဘူးဆိုတဲ့စကားကယုံကြည်မှုတွေကိုကျဆင်းစေတတ်တယ်နံပါတ်3ငါနင့်ကိုမယုံဘူးဆိုတဲ့စကားကဆက်ဆံရေးကိုတဖြည်းဖြည်းပျက်စီးစေတတ်တယ်နံပါတ်4နင့်လိုလူမျိုးကိုမတွေ့ဘူးဆိုပြီးအပြစ်တင်တာကစိတ်ဒဏ်ရာတွေဖြစ်စေတတ်တယ်နံပါတ်5နင်းကြောက်ပဲအားလုံးဖြစ်တယ်ဆိုတဲ့စကားကအပြစ်ပုံချတယ်လို့မျိုးဖြစ်သွားတတ်တယ်နံပါတ်6မင်းကိုကူညီမိတာမားတယ်ဆိုတဲ့စကားကကျေးဇူးတရားကိုပျက်စီးစေတတ်တယ်နံပါတ်9နင်းနဲ့မပတ်သက်ချင်တော့ဘူးဆိုတာကအရန်ရက်ဆက်တဲ့စကားတစ်ခွန်းလည်းဖြစ်တယ်နံပါတ်10နင်းကသူများထက်အောက်ကျတယ်ဆိုပြီးနိုင်ရှင်တာကမပြောသင့်ဘူးနံပါတ်9နင်းပါပဲဖြစ်ဖြစ်ငါခရုမဆိုင်ဘူးဆိုတဲ့စကားကအေးဆက်လွန်းတယ်နံပါတ်10ဒေါသထွက်နေတဲ့အချိန်မှာနာကျင်စေမဲ့စကားတွေကိုအလွယ်တကူမပြောသင့်ဘူး